ဟဲ့လူတွေခမရတို့တပီကိုကျုပ်တို့ပြန်ပေးဆွဲထားတယ်သိန်း1000နဲ့9ရက်အတွင်းမှာလာရွေးလက်မရွေးရင်ကျုပ်စိုးမစုံနဲ့နော်ဖေးမေးတမီးကိုလာခေါ်ဘိုက်စားလို့ဖေနဲ့မေးလို့ဒီမှာတမီကိုဗလာကောင်းကောင်းနဲ့လူတို့နှစ်ယောက်ကဖမ်းထားတယ်လို့အဲ့လိုပြောလိုက်ဖေးတမီကိုဗလာကြီးကြီးနဲ့လူစိုးတွေကဖမ်းထားတယ်လို့ပြောလိုက်တဲ့ဟွာတမီကိုလာခေါ်ပေးဘိုက်စားနေပြီစားစရာမရှိတဲ့ဟာတွေအကုန်ကြိုက်စားပြမှာခမရသမီးပြောတာကြားတယ်နော်9ရက်ပဲချိန်ပေးမယ်သိန်း1000နဲ့အများဆုံးလာရွေးလက်ကျုပ်ဒီမှာဘယ်သူလဲမမင်းနဲ့ဗျကျုပ်ကဓမြဘို့အညိုးဘို့တဲ့မွန်းညို့သွားကျုပ်ပဲဒါကြပဲကြောင်းကြည့်ပြလိုက်သားဘိုက်စားလို့တင်းတပည့်ရငါသမင်းစားနေပြီဟုတ်သွားပြင်လိုက်တော့ဟုတ်ဆရာဖွက်ပြင်လိုက်မယ်ဖွက်ပြင်မှာစိုးတဲ့အတွက်တိုင်နဲ့ကျုပ်ကထုတ်ထားလိုက်ဟုတ်ဆရာလာဘာဟင်းနဲ့စားနေရလဲဘာဓမြဘာမှမရှိဘူးလက်ဖက်သုံးနဲ့သမင်းစားနေရလက်ဖက်သုံးနဲ့စားနေစားချင်တော့စားချင်စရာဟိုတစ်လုံးနှလုံးလောက်ကျွေးပါလားယင်ဘာငါတော့ရိတ်ခါမလာဘူးမကျွေးနိုင်ဘူးကျွေးပါရဲ့ဘိုက်စားလို့ဘာဓမြရဲ့တစ်လုံးနှလုံးပဲပါငါလည်းလူပဲတန်ရတာအဲ့လိုမျိုးစားရင်တောက်ချင်သိရှိပြီဆိုငါတားတန်ထားတာနင်းတော့ကျွေးစမ်းကွာဟုတ်တော်ဒီမှာစားဖွက်ပြေဖို့မကြိုးစားနဲ့နော်ဟုတ်လက်ဖက်တုပ်လေးနည်းနည်းယူမယ်နော်ဟာနေဘယ်လိုလုပ်ရပြန်လဲဒါကိုဝိုင်းစားနေရတာနေလည်းစားလို့ရမလားဟာဘိုက်တအားစားသွားလို့ဘာရဲ့ဆရာဟိုကလေးမကြီးကခုချိန်နေမဆက်တော့သေးဘူးလားဘာဆက်တော့မှမရသေးဘူးဆရာစင်းရတဲ့ကွာဘာလို့ထမင်းမစားကြသေးဘူးလားယင်ဘိုက်စားလို့ဒီမှာတော့မရိတ်ကပြက်ခံနေမလို့စိတ်သက်တွေကြာသိနေရကြတယ်ဘာလို့လားပြောနေတာတော့ဘိုက်စားလို့ဘာရဲ့တမီးကလေစားချိန်တာမစားရဘူးဆိုအစာအိမ်ရှိတယ်ညအဆိုင်ရှိတယ်လို့နေဘလို့သိဘာလဲဘိုက်တအားစားလို့လားမသိဘူးလေချောင်းနဲ့နာလာတယ်လို့ပဲအမလေးလေးဟမ်အဲ့ဒီအစာအိမ်နဲ့လေဘင်းနဲ့ကြားနေမှာတញ្ញံကို9လုံးလောက်ချားတယ်ဒီလေဘင်းကမျိုးချင်းနေတာငါကူလီကူမနဲ့တသားသိမ်းပြီးဒါစကားလေးပြောနေတာဘိုက်စားလို့ကလေဟိုလေတမီးကအများကြီးမစားဘူးဟိုကြောင်စားလောက်လေးစားမှာပါဟိုတော့ဟိုစီတော်ကြီးလက်ဖက်တွေရှိသေးမလားတမီးကသမီးတောက်စားလိုက်မယ်နော်လေးကိုကနေကိုတော့ဒီမှာဆရာတပည့်နှစ်ယောက်ဘောကလင်းလင်းမစားလို့အယိုးပေါ်အေးတင်းနေတာဒီကလေးမဒီမှာနေငါတို့ဒုက္ခရောက်မှာသိတယ်ဆရာကြိုက်တော့ငါတပည့်ဆရာသူ့ရဆက်ဆိုတာစောင့်မနေနဲ့မင်းသူ့ပြန်ဖို့လုပ်လိုက်တော့ဟုတ်ဆရာပြန်ဖို့တာဟုတ်တယ်လမ်းမသိလို့ဒီနေရာရောက်ရင်ဆရာတပည့်နှစ်ယောက်ဒုက္ခထက်ရောက်နေဦးမယ်ဆရာဟုတ်တယ်အဲ့ဒါတော့လူကောင်းကြီးရတာကြီးနေတာသိလားဦးကောင်ကြက်မပြည့်သလိုမပြည့်သလိုနဲ့လမ်းပြူတို့လို့ပြန်လာဒီနေရာပြန်ရောက်လာအောင်ပါဒုက္ခတွေပါပဲအော်ငါစိတ်တွေညစ်လိုက်တာဆရာစဉ်းစားတော့ဆရာငါဘယ်လိုလုပ်မလဲသူ့ငါပြန်ဖို့ဘယ်လိုလုပ်မလဲအေးငါအကြံရှိတယ်ခဏလေးစောင့်အားကုန်မယ်ဆရာခဏလေးစောင့်အားကုန်မယ်